ကျက်သုံးပြီးခေတ်လွန်ကဘာကြီးထဲမှာဗန်ဝူးမြဟာသူ့လမ်းကိုပိတ်ဆို့ထားတဲ့လူစိမ်းနှစ်ယောက်ကိုရုတ်တရက်တွေ့လိုက်ရပါတယ်။သူချက်ချင်းပဲအလွန်မင်းတတိကြီးသွားပြီးဒီလူနှစ်ယောက်ဟာလူကောင်းတွေမဟုတ်ဘူးလို့သူ့ရဲ့ဗီဇစိတ်ကပြောနေပါတယ်။မတရားဘူးဗျ။ဒါပေမဲ့အလန်ခတီဖကတခုခုတော့လွဲနေတယ်လို့ခံစားလိုက်ရတယ်။သူကအရင်ဦးအောင်လက်ဦးမှုယူပြီးသူတို့ကိုရှင်းပစ်ဖို့ကြံစီခဲ့ပေမဲ့အလာဝတ်တို့ကသူ့ကိုတားဆိုခဲ့ပါတယ်။သူတို့မှလက်နက်မပါဘူး။မလိမ်ဘူးလို့ပြောနေကြတာပဲ။ရှင်ကမှလိမ်နေတာနှစ်ဖက်စလုံးရင်ဆိုင်နေကြတာမို့တင်းမာမှုတွေကပုံမမြင့်တက်လာခဲ့ပါတယ်။ဘယ်သူမှရှေ့ကိုတလက်မှမတိုးရဲကြပါဘူး။အလာကအားလုံးကိုစိတ်အေးထားကြဖို့အကြံပြုခဲ့ပြီးစေတနာမှန်ကြောင်းပြသတဲ့အနေနဲ့လက်တွေမြောက်ထားကြဖို့တောင်းဆိုခဲ့ပါတယ်။လက်နဲ့300ခုနှစ်ခုလားတို့မှလည်းမရှိပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်တို့တွေစမ်းကြည့်လို့ရမလားဟင်။ဂျေဇုပြုပြီးအလာကငင်းချမ်းရဲ့ချက်ပြတဲ့အနေနဲ့သူမရဲ့လက်တွေကိုအရင်ဆုံးမြောက်ပြလိုက်ပါတယ်။အခြားလူတွေကလည်းလိုက်လို့ကြပြီးသူတို့တွေတတိကြီးစွာနဲ့ရှေ့ကိုတိုးလာခဲ့ကြတယ်။ဒါပေမဲ့မျော်လင့်မထားပဲသူတို့အချင်းချင်းအကြည့်ချင်းစုံမိတဲ့အချိန်မှာအမျိုးသမီးတွေရဲ့ကတယောက်ကအလာလက်ထဲကပစ္စည်းကိရိယာတွေကိုမြင်သွားပြီးရုပ်မာကောက်ချစ်တဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်ပါတယ်။အလန်ကသူ့ရဲ့တီးကြားလာတဲ့တင်းနဲ့ပစ်ခတ်မှုစွမ်းရည်ကိုသုံးပြီးရန်သူနှစ်ယောက်လုံးကိုအပြက်ရှင်းပစ်လိုက်ပါတယ်။အဲ့ဒီခါကျမှအလာဟာသူမရဲ့စေတနာကောင်းတွေကြောင့်ဒေလူးတက်ဖြစ်ခဲ့ရတာကိုသဘောပေါက်သွားပါတော့တယ်။တကယ်တော့အဲ့ဒီလူတွေဟာမိစ္ဆာကောင်း Forgive ရဲ့အဖွဲ့ဝင်တွေဖြစ်နေကြလို့ပါ။ပြီးတော့ဒီလိုပြတ်သုံးပြီးခေတ်လွန်ကဘာကြီးထဲမှာသူတို့ဟာလူသားတွေရဲ့အသားကိုစားပြီးအသက်ရှင်နေထိုင်ကြသူတွေဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအလန်ဟာတိုက်ပွဲအတွင်းလက်မောင်းမှာဒဏ်ရာရသွားခဲ့ပြီးသွေးတွေအရှိန်ဟုန်နဲ့ပန်းထွက်နေခဲ့ပါတယ်။မိစ္ဆာကောင်းနဲ့ထပ်မံမတွေ့ဆုံမိစေဖို့အတွက်သူတို့အမြန်ဆုံးထွက်ခွာသွားခဲ့ကြရပါတယ်။ဒါပေမဲ့သူတို့ထွက်လာပြီးမကြခင်မှာပဲအလန်ရဲ့ဒဏ်ရာကသွေးမရိတ်တော့ပါဘူး။သွေးတွေကထိမ့်မနိုင်သိမ့်မရစီးကျနေပြီးသူ့ရဲ့အသက်လွင့်စင်လူနီးပါးဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အလာဟာအလန်ရဲ့သွေးဒိတ်စီမဲ့ဆေးဝါးချို့ကိုရှာတွေ့ဖို့မျှော်လင့်ချက်နဲ့စွန့်ပစ်ထားတဲ့သူတည်တနာအဆောက်အုံတစ်ခုကိုနောက်ဆုံးမှာရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။အလန်ဟာဆေးဝါးရှာဖွေဖို့မောင်မင်းနေတဲ့အဆောက်အုံတွေကိုအလျင်မြန်ဝင်သွားခဲ့ရည်မဲ့တကားကဝန်ခနဲ့ပိတ်ဆို့သွားပြီးသူဟာအောက်ခြေမမြင်ရတဲ့တွင်းနဲ့ကြီးတစ်ခုတည်းကိုပြုတ်ကျသွားပါတော့တယ်။သူနိုးလာတဲ့ခါမှာတော့သူ့ကိုယ်သူမြောက်ကဘာတစ်ခုတည်းရောက်နေမှန်းသိလိုက်ရပါတယ်။သူ့ကိုအံ့ဩစေတာကတော့ဒါဟာနျူကလ িয়ার ရေဒီယိုတတိကြောင့်မှုတွေဖုံးလွှမ်းနေတဲ့ခိုလုံရေးစခန်းတစ်ခုဖြစ်နေတာပါပဲ။အလန်ရဲ့ဒဏ်ရာကိုကုသပေးထားပြီးခိုလုံရေးစခန်းကလူတွေကသူတို့တခါမှမမြင်ဖူးတဲ့အစားအစာတွေကိုပေးခဲ့ကြပါတယ်။ဒါပေမဲ့ပဝန်းကျင်ကပိုပြီးတက်တောင့်တက်တာရှိလေအလန်ကပိုပြီးစိတ်မတက်မတာဖြစ်လာလေပါပဲ။ဒီနေရာမှာတခုခုကိုဖုံးကွယ်ထားတယ်လို့သူခံစားနေရပါတယ်။အလာကသူ့ကိုနှစ်သိမ့်ဖို့စ조사နေတော့မှပဲခိုလုံရေးစခန်းရဲ့ကြီးကြပ်ရေးမှုကလျှောက်လာခဲ့ပါတယ်။သူ့ရဲ့မျက်နှာကထိတ်လန့်စရာကောင်းလာပြီးနှာခေါင်းထက်မျက်ခုံးနှစ်ခုကြားမှာမျက်လုံးတစ်လုံးတည်းသာရှိပါတယ်။အဲ့ဒီအချိန်မှာပဲအလာနဲ့အလန်တို့ဟာသူတို့တွေမျိုးဗီဇပြောင်းလဲနေသူတရဖဇာညတွေရဲ့ခိုလုံရေးစခန်းကိုရောက်နေမှန်းရိပ်မိသွားကြပါတော့တယ်။ဒီနေရာကလူတိုင်းဟာထူးဆန်းတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုဖုံးကွယ်ထားကြပြီးအချို့လူတွေမှာဆိုရင်နက်မောင်နဲ့အပြာရောင်မျက်သူငယ်အိမ်တွေရှိကြပါတယ်။အဲ့ဒီနောက်မှာကြီးကြပ်ရေးမှုကသူတို့ကိုလက်ခံဆောင်ရှောက်ဖို့ကန့်လန့်ခဲ့ပြီးအလာကို10နှစ်ထက်မြောက်ကလွဲလို့ခိုလုံရေးစခန်းရဲ့ဘယ်နေရာကိုမဆိုသွားလာနိုင်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့အလာက10နှစ်ထက်မြောက်မှာဘာရှိလဲလို့မေးလိုက်တဲ့အခါကြီးကြပ်ရေးမှုရဲ့မျက်နှာကချက်ချင်းပြတ်သွားပြီးဒီမေးခွန်းကိုနောက်တစ်ခါထပ်မမေးဖို့နဲ့သူ့ရဲ့ရုံခန်းထဲကနေချက်ချင်းထွက်သွားဖို့တတိပေးနေလွတ်လိုက်ပါတယ်။အလာရဲ့စိတ်မအေးမှုတွေကပုံမပြင်းထန်လာတာမို့ဒီနေရာကနေထွက်ခွာခြင်းတဲ့အတွက်အလန်ကိုအမြင်သွားရှာခဲ့ပါတယ်။ဒါပေမဲ့အလန်ကတော့တခါမှမမြင်ဖူးတဲ့မုံတွေအလန်ကဒီနေရာကိုသဘောကျနှိမ့်ချိုက်နေတာကိုတွေ့ရတာကြောင့်အလာဟာ10နှစ်ထက်မြောက်ရဲ့ရုပ်ဝက်ချက်ကိုကိုယ်တိုင်ဖော်ထုတ်ဖို့ခိုလုံရေးစခန်းရဲ့တားမြစ်ထားတဲ့နေမြေကိုစွန့်စားဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်